Hello မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်အာဟာရဖြစ်အောင်စားမှာဖြစ်ပါတယ်အခုမှဈေးရပြန်လိုက်လာတာပါကျွန်တော်ဘာချက်ထားမှလဲဆိုရင်အခုရင်နွေးကိုကျွန်တော်စူပွက်နေအောင်တည်ထားပါတယ်ဒါရင်နွေးဖြူကြည့်ပါပြီးရင်ကျွန်တော်ကြက်သားခွဲလာပါတယ်ကြက်သားကတော့ဒီ3000ပို့ပေါ့နော်တောင်မှန်ရဲ့လဲချောင်းရဲ့အချင်းအုပ်ကပေါ့နော်ဒါလေးကိုပြုတ်ထားမှာပါဒီမှာပါတာတော့ဒီမှာဆိုရင်ကျွန်တော်ကသပလင်ပါမယ်တမ်းမြာသီးပါမယ်ချင်းထောင်းတာပါမယ်ဒီကြက်သွန်ဒီပါမယ်ပေါ့နှလုံးပေါ့နော်ဒီထဲမှာတော့ချင်းကြက်သွန်ပြူထောင်းပြီးတော့စားချုံမုံရဲ့စားချုံမုံဆိုတာပေါ့ကြက်သားမုံပေါ့နော်အဲ့ဟာရဲ့စနင်းမုံရဲ့ပေါ့နင်းမုံလို့ခေါ်တယ်အဲ့ဟာနဲ့နေထားတယ်ပေါ့နော်ဒါကတော့ပုပ်ဆူအောင်တင်ထားတယ်ပြီးလို့ရှင်ဒီမှာကျွန်တော်ဟွာပါတယ်ရှမ်းနံပါမယ်ပေါ့နော်ရှမ်းနံပါမယ်စပလင်ပါမယ်ချင်းပါမယ်ဟွာပါမယ်ဒီဘက်ကတော့ဒါကျွန်တော်ငရုတ်သီးလေးထောင်းထားတာပါဒီဘက်ကတော့ကျွန်တော်ရဲ့ favorite စားဖြစ်တဲ့ဒီကောင်မွန်ကြီးပါတော့ပန်းပွင့်ပန်းကော်ဖီစိမ့်ပေါ့ဗျာပန်းကော်ဖီစိမ့်ဒီအောက်မှာတော့ချက်သွန်တစ်လုံးဒီမှာပါသေးတယ်ဒီဘက်ကအလုံးလိုက်ထည့်မယ်ဒါလေးတွေကျွန်တော်အကုန်လုံးပြုတ်စားမှာပါအဲ့တော့အခုပပဆူလာပြီဆိုရင်အခုဒီမှာကျွန်တော်ပပဆူလာပြီပပဆူလာရဲ့ထဲမှာကျွန်တော်ဗာထဲမှာလဲဆိုလို့ရှိရင်ချင်းထောင်းထားတာလေးကျွန်တော်တို့ထည့်လိုက်မယ်အချင်းကိုတပြားရိုက်ထားတာလို့ခေါ်တာပေါ့ဗျာချင်းတပြားရိုက်ထားလေးထောင်းထားလေးထည့်မယ်ပြီးလို့ရှိရင်ဒါလေးထည့်ထားတာလေးပပဆူလာခဏဆောင်မယ်ရလေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်စပလင်ထည့်မယ်ပေါ့နော်စပလင်လေးရောထည့်မယ်စပလင်လေးထည့်ပြီးတော့ထောင်းဒါလေးခဏထည့်ပြီးတော့ကျွန်တော်ခဏလေးရှက်ထားပါမယ်အဲ့လိုမျိုးဒီရာကုပေါ့နော်ဒီလိုမျိုးပဆူနေဆိုရင်ဒါလေးကိုလှပ်မယ်ကျွန်တော်ပဆူနေတဲ့ကိုခုနစားစနေချိုးပေါ့ကြက်သားမုန်းနဲ့နေတဲ့ကြက်သားလေးတွေထည့်မယ်ပြန်နေရတာပြီးရောဒီပြမအဲ့ဒါအားလေးကျဲမယ်လေပေါ့နော်ဒီလေးနဲ့ပြန်ပြီးတော့အုပ်ထားပါမယ်အဲ့ဒါထည့်ပြီးတော့ကြက်သားထည့်ပြီးကျွန်တော်ကြက်သွန်ဦးလေးချိုးမှာမို့လို့ဒီလုံးလိုက်ထည့်ပါတယ်ဟောင်းပါပါကြက်သွန်ကြည့်ပါလေအဲ့ဒီတိုင်းထည့်မယ်ထည့်ပြီးတော့ကျွန်တော်အုပ်ထားပါမယ်ခင်ဗျာဘာမှမပါပါဘူးဒီတိုင်းမျိုးပဲမီးလေးနဲ့အုပ်ထားပါမယ်ခဏလေးထောင်ပြီးပါအဲ့တော့ကျွန်တော်ကဘဏကဒီရေလေးတွေတော်တော်ပွက်လာပြီးတော့လေအသားလေးတွေနူးကန်နေလောက်အချိန်ရောက်သွားတော့ဘာလုပ်လဲဆိုတော့ဒီကျွန်တော်ဒီပန်းကော်ဖီစိမ်းလေးတွေကျွန်တော်ထည့်လိုက်တယ်နောက်ပြီးလို့ရှိရင်ဒါလေးအရသာလေးသွင်းတယ်ပေါ့နော်လိုအပ်တဲ့စားလေးအနည်းငယ်ထည့်တယ်ဒီကောင်လေးထည့်ပြီးတော့အခုအစိမ်းရောင်လေးကိုအုပ်ဆောင်တော့မအုပ်တော့ဗျာနော်ဘာလို့ဆိုအုပ်လည်းဘာမှတော့မဖြစ်ပါဘူးတော့မစိမ်းတော့ဘူးနော်ကျွန်တော်ဒီတိုင်းမျိုးပဲဒါကျွန်တော်တယောက်တည်းစားမှာအယိုးပြုတ်ရေးဒေါက်တာသားနေစဉ်ပြောလို့ရိုးပြုတ်ရေးအားရှိသွားအောင်လို့ပေါ့ဗျာဒီနေ့ကတောက်ကြနေဆိုတော့နှစ်ပြန်ရုံးလေးတရက်တက်ပြီးနောက်ရကြရင်ကျွန်တော်တို့ရွှေသွင်းလို့ရပါပြီရွှေမသွင်းငင်တစ်ပတ်ကိုအာဟာရရှိအောင်လေးနည်းလေး recycle လုပ်ထားပါဗျာနော်ဒီလိုလေးချက်စားကြည့်ပါမီးကြည့်ပါကောင်းပါတယ်ဗျာနော်ကျွန်တော်ကစတင်လို့ဒီလိုလေးနဲ့အခုတော်တော်လေးပေါ့ပါလို့ဒီကောင်လေးနွားသွားပြီဆိုရင်ရေးလေးလက်ခန်းသွားပြီဆိုရင်တယောက်စားတော့ဒီရေးလေးနဲ့ဒီကောင်လေးနဲ့သမင်းလေးဟိုပေါ့ပကံလုံးတစ်လုံးစားလောက်လေးနဲ့တရုပ်လို့ပေါ့တရုပ်လားမဟုတ်တရုပ်လားတော့မသိဘူးပေါ့ဗျာအဲ့လိုလေးတွေ့မှာပေါ့ဒီနေ့ကတော့ဆက်ချင်းလေးနဲ့တမ်းမြာသီးလေးပါတယ်ပြီးရင်တရုပ်နန်းလည်းပါတယ်ကျမ်းမာရေးအတွက်အားလုံးအပြည့်အစုံအကုန်လုံးနော်စော်မယ်ခဏနေကျရင်စော်ပါမယ်ခင်ဗျာထမင်းစားတဲ့ဗီဒီယိုတော့ရှက်လို့မတင်ပါဘူးခင်ဗျာဒါလေးပဲလောက်စားကြပါလို့ပြောချင်တာပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကြက်လို့ဟိုဖြစ်သွားတဲ့အချိန်တိုင်းတော့ကျွန်တော်ပြပါမယ်ခင်ဗျာ